hello ဒီတစ်ခါမှတော့ make up ပြမယ်နော်။ဘာလေးတွေတုံးရလဲဆိုတာလိုက်ကြည့်ကြပါအောင်ရှင်။အပြင်ထွက်ဖို့အတွက်ပြင်ဆင်နေရပါတော့။ဒီနေ့အပြင်ထွက်မယ်ဆိုတော့ make up ပြင်နေရပါ။အရင်ဦးဆုံးသုံးနေကြအတိုင်း skin care တွေပေါ့နော်။သုံးနေကြ toner, serum နဲ့ moisture သုံးပါတယ်။ toner တော့ Bioderma ဆက်စီ bio သုံးပါတယ်။ serum တွေကတော့ ordinary ရပေါ့။ moisture တော့ fragile ရဲ့ stellar moisture လေးပါအဲ့ဒီသုံးမျိုးသုံးတာတော်တော်လေးကို skin ကတော်တော်ကောင်းနေပေါ့နော်လိုချင်ရင်တော့ beauty စုံဆိုင်မှာရှိပါတယ်ရှင်ပြီးတော့ Bioderma sunscreen လေးသုံးနေပေါ့နော်သူကကျတော့ light color လေး light color ပြင်မဲ့လေအရောင်ကလေနည်းနည်းလေးတစ်စင့်နေနေတယ်လို့ပဲအသားရောင်ကတုံးအပ်ပူဖြစ်နေတာပေါ့နော်အဲ့လိုလိမ့်တော့တိတ်မတိတာဘူးလိုက်ကာလာပဲမျက်နှာကိုပေါ့မိတ်ကလိန်ထားတယ်လို့မခံစားမိတ်ကပါမှန်းမသိတာပေါ့နော်အဓိကကတော့ပြီးတော့ရင် Ambrolis က makeup base cream လေးသုံးပါတယ်သူကလေတော်တော်လေးကောင်းတယ်မိတ်ကသားကိုလေဘယ်လိုပြောရမလဲမိတ်ကသားတက်စေတယ်ပေါ့နော်အချိန်ကြာလာလေမိတ်ကသားတက်လေမိတ်ကကိုညက်လေပြီးတော့မိတ်ကကွက်တာတွေဘာတွေလုံးဝမရှိဘူးအခုတလောလေအဲ့ဒါလေးသုံးနေရចောင်းသွားတိုင်းနဲ့တုံးတယ်မိတ်ကတာတော်တော်ညက်တယ်ဒီလားအဲ့ဒါလေးဆိုင်မှာရှိရဲနော်လိုချင်ရင်ဆိုင်မှာ install ရှိပါသေးတယ်ပြီးတော့ foundation လိမ့်ပါတယ် foundation က Too Faced က foundation လိမ့်တာပါဘာ color line လဲဆိုတော့ snow color လေးလိမ့်တာပါလိမ့်နေပေါ့နော်သူကကျတော့ skin tone နဲ့လေ color နဲ့တစ်ထပ်တည်းအဆင်ပြေရပေါ့ snow color လေးอ่ะပြီးွားရင်အပေါက်တုံက powder brush လေးလိမ့်ပါတယ်အဲ့ဒါလေးဟိုဟာလေးတိတ်ကြီးမကြိုက်တော့နည်းနည်းလေးပဲအစီထိန်အောင်လောက်ပဲအပေါ်ကနေအုပ်ပေးရပေါ့နော်အဆင်ပြေွားကြီး foundation အဆင်ပြေွားပါပြီပြီးတော့နာတန်ဖော်ပါတယ်ရှင်နာတန်လေးကို MAC ကအညိုရောင်လေးနဲ့ဖော်ပါတယ်အားလေးတော်တော်လေးသုံးကောင်းနေသည်လားဘာစီရီလဲတော့သိမသိတော့တော်လေးအဆင်ပြေတယ်မနာတန်ဖော်ပါတယ်ရှင်မိတ်ကပ်မပြင်တဲ့သူတွေလေလာမေးသီလာတေချပြပေးမယ်နော်ဟိုဘာတွေအစစ်လိမ့်ရမလဲဆိုတာလေတချို့ရေဆိုမသိဘူးလေအဲ့ကကြရင်အာမနာပဲနဲ့လာမေးကြပါပြောပြပါမယ်ပြီးွားရင် browser သုံးပါတယ်ပါယူချတယ်ပါနည်းနည်းလေးဖောင်းနေလို့ပါယူအညွေလေးနေချတယ်ညိုရောင်လေးနည်းနည်းချပါတယ်နှစ်ဖူးလေးလည်းလိမ့်လိုက်ပါတယ်ရှင်နည်းနည်းလေးစင်ပြေသွားပြီပေါ့နော်ပြီးွားရင်ပါနီလိမ့်ပါတယ်ပါနီကိုလေပန်းရောင်လေးပါတယ်ထက်လေးနည်းနည်းလေး peach အရောင်သွားတဲ့ဘက်ကိုပို့ကြိုက်တယ်ဘာလို့လဲမသိဘူး personal အရာဟို orange color ကြိုက်တဲ့သူဖြစ်လို့ထင်တယ်နှာခမ်းကြီးတို့ဘာလို့ဆိုလဲအဲ့ orange ဖောက်တဲ့အရောင်လေးဆိုအရန်ကြိုက်တာပါနီဆိုလဲအဲ့တိုင်းပဲ peach color တို့လိမ်မော်ဖောက်ရင်ပိုကြိုက်တယ်ပေါ့နော်နည်းနည်းလေးတော့နေသွားတယ်ပေါ့နော်ပါနီလေးပြီးွားရင် eye shadow လေးနည်းနည်းတင်ပါမယ် eye shadow လေးကိုလည်း Too Faced က peach လေးပဲတင်ပါတယ်peach လေးတွေကနေပြီးတော့တခွားရောင်လေးနဲ့တူတယ်တခွားရောင်လေးတင်လိုက်ပါတယ်ရှင်တင်ပါတယ်ဆိုရပြီးတော့မျက်လုံးအောင်ထောက်နာလေးကိုအညိုရောင်လေးနည်းနည်းလေးထည့်လိုက်တယ်အရောင်လေးနည်းနည်းရင်သွားအောင်ပေါ့တူတုံးပုံစံလေးဖြောအောင်အညိုလေးနည်းနည်းထည့်လိုက်ပါတယ်ပြီးတော့ပါနီနဲနေလို့ဆိုပြီးပါနီထပ်ပြေးပါတယ်ပါနီကိုထပ်ပြေးပါတယ်အဆင်ပြေသွားပြီပေါ့အဆင်ပြေသွားပြီဆိုတော့နောက်ပြောင်းရင်ဖြစ်မှာဆိုလို့ပေါင်တာလေးနည်းနည်းလေးအုပ်ပေးလိုက်ပါတယ်ပြီးတော့ highlight လေးထည့်ပေးပေါ့နော် highlight ကိုလည်းလေပေါင်တာတိုက်ထက် liquid တိုက်ကိုကြိုက်တယ်ကိုယ်တိုင်ဟိုကြီးဆူလေးကြိုက်တဲ့သူဆိုတော့လေတော်တော်များများကိုပေါင်တာတိုက်တိတ်မသုံးပြဘူး liquid တိုက်တို့ဘာတို့ပါနီဆိုလည်းအဲ့လို liquid တိုက်တို့သုံးရတာပိုကြိုက်တယ်နည်းနည်းလေးပဲထည့်လိုက်တယ်ပေါ့နော်သူကတော်တော်ပြောင်းနေနည်းနည်းထည့်ရတာမှ healthy look ပိုရတယ် liquid တိုက်တွေကလေ
ပြီးွားရင်မျက်တောင်လေးကော့ပါတယ်မတ်စကာရာနဲ့တော့မကောအဲ့လိုညက်လေးနဲ့ပဲပို့လုပ်ဖြစ်တာများတယ်ဘာလို့လဲဆိုတော့မျက်မှန်သမားဆိုတော့လေမတ်စကာရာကျတော့မျက်မှန်နဲ့တိုက်ပြီးတော့နည်းနည်းမျက်မှန်ပေလို့မတ်စကာရာမကော့ပြစ်ဘူးအဲ့လိုညက်လေးနဲ့နှစ်ခါသုံးခါလောက်ညက်လိုက်မျက်တောင်လေးကော့သွားအောင်ကော့နေပါတယ်တော်တော်လေးကြည့်ပြီးတော့ကော့ရတယ်ကိုမျက်နှာကိုဆိုတော့အဲ့ဘက်ကမျက်တောင်ကတိတ်ပြီးတော့မကော့ကျင်တော်တော်လေးကော့လိုက်ရတယ်အဆင်ပြေလားမပြေလားတစ်ချက်ကြည့်ပြီးတော့အဲ့ဘက်ကတိတ်ပြီးတော့မကော့ကျင်တော့ထပ်ကော့ပါတယ်နောက်ဆုံးမှနှခမ်းကြီးစူပါပြီနှခမ်းကြီးကိုလည်းတွေ့လားသုံးတဲ့အယောင်တွေကလိမ့်မော်အရန် crazy ဖြစ်တာနှခမ်းကြီးဆိုလဲအဲ့လိုလိမ့်မော်ပဲဆိုတယ်ပါးနေရေးပါလေဆိုလဲသူများကြီးဒါပန်းရောက်နေပါလေကြိုက်တယ်တိတ်မကြိုက်လို့လိမ့်မော်ဘောက်ကိုပို့ပြီးတော့တုံးနေပေါ့နော်ကိုလည်းအဲ့လိုကာလာနဲ့ပို့လိုက်တယ်လို့ခံစားလို့ peach ကာလာတွေနဲ့ပို့လိုက်တယ်လို့ခံစားလို့အဲ့ဒါကြီးပဲတုံးပြတယ်setting spray ဖြန်းပါတယ် Mario က setting spray ပါဒါကတော့ final look လေးပေါ့ outfit တွေပါလဲပြီးွားပြီဆိုတော့ချက်လေးကြည့်ပါအောင်ရှင် bye bye နောက်မှတွေ့ကြမယ်နော်